အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Nice Story Channel လေးရနေပြီပရိသတ်များကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေခင်ဗျာကျွန်တော်တို့ Channel လေးကနေတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူမောင်လူလကညင်မြင်ရေးသားထားတဲ့အိမ်ပြန်လန်းခီးပေါ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဟောဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာပဲကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်ခဲ့ပါအောင်လို့တောင်းဆိုရင်းနဲ့ဇာတ်လမ်းလေးကိုစလိုက်ပါရစေခင်ဗျာကျွန်တော်ကတော့တော်စင်ပဲဖြစ်ပါတယ်အောင်မင်္ဂလာဝေးပြေးကွင်းကြီးတဲ့ကိုခရီးဆောင်အိတ်ကလေးဆွဲပြီးဖြည်းဖြည်းချင်းဝင်လာတော့ညနေက9 နာရီပဲရှိပါသေးတယ်။အနေနဲ့ရက်ကိုပြေးဆွဲရမယ့်မန်လုံကားကြီးတွေကိုလည်းတညီတညာနဲ့စုဝေးထားတာကိုကြည့်ပြီးကျွန်တော်စိတ်ထဲတစ်ခုခုကိုလွမ်းတယ်လို့ဖြစ်နေမိတယ်။မင်္ဂလာပါအမမင်္ဂလာပါကြီးမေဘယ်သွားမလို့လဲပြန်မလားခမလာပါဒီကားတွေကရောက်တယ်အထုပ်တွေပေးပါလက်မစင်တာကိုခေါ်ပေးသွားပါမယ်ဟုတ်ကားရဲ့ဝန်ဆောင်မှုတွေကလည်းသက်ဆိုင်ရာဂိတ်တွေရှိကနေခရီးသည်တွေကိုကြိုးစုံနေကြပါတယ်။အရှိကိုဆက်ပြီးရှောက်လာတော့ကားသမားလူယူဆရတဲ့သူကသူတို့မောင်းနေကြတဲ့ကားကြီးတွေရှိမှတပီပန်းတွေအမွှေးနှံသားတွေကင်ပြီးတခုခုကိုတီတုံဆူတောင်းနေတာကိုတွေ့ရပြန်တယ်။တချို့ကလည်းလက်အုပ်လေးတွေခြီလို့ပေါ့ဗျာ။ကားကြီးကွင်းရဲ့နေရာတိုင်းမှာလည်းအိမ်အပြန်လက်ဆောင်ရောင်းနေသူဆက်လက်ကွန်းရရောင်းနေသူကားပေါ်အစာပြေစားဖို့မုံအမျိုးမျိုးရောင်းနေသူကလေးတွေအကြိုက်ကစားစရာတွေရောင်းနေသူအဲ့ဒီသေးတယ်တွေကလည်းခရီးသည်တွေကိုတကြောကြောအော်ပြီးသူနဲ့ငါအပြိုင်ဆိုင်ရောင်းနေကြတယ်အဲ့ထဲကမတ်ပုံနေကိုထုတ်ပြီးဂိတ်ကောင်တော်မှာထိုင်နေတဲ့အမျိုးသမီးကြီးရှေ့ကိုချပေးလိုက်တော့ဖော်ရွေတဲ့သူ့မျက်နှာကနောက်ကလူကိုပြုံးပြနေလားကျွန်တော်ကိုပြုံးပြနေလားမသေးဝဲဖြစ်နေတယ်အနောက်ကခုံတန်းလေးမှာလဲအများနည်းတူသွားထိုင်ရင်းနဲ့ကျွန်တော်နာမည်ခေါ်မဲ့အလှည့်ကိုစောင့်နေလိုက်တယ်အဲ့ဒီချိန်မှာပဲတီလာရှင်ကိုတော်လေးတွေဝင်လာပြီးဂိတ်မှာရှိတဲ့ခရီးသည်တွေစီကနေအလူလာခံကြတယ်ညနေ6 နာရီဆိုသူတို့ကဖျားဝတ်တက်ရတော့မှာမို့လို့ခြေလမ်းတွေကပုံမှန်တက်မြန်ဆန်နေတယ်တချို့ကလည်းဆရာလေးတွေအတွက်90 100ကိုနှမျောလို့ထင်ပါရဲ့အနားရောက်လာတာနဲ့ကြော့ပါသေးရဲ့အဲ့ဒီလိုပဲပြောလွတ်နေကြတယ်အဲ့ဒီလိုလူတွေကနှလုံး3လုံးလို့ဟီလာဝါလာလို့ဆိုရင်ဘလောက်ပေးရသွားဝယ်ကြတာကျုပ်သိသိတာပေါ့ဗျာစုထားတဲ့ပတ်စံသစ်လေးတွေကိုအိတ်ထဲကနေထုတ်နေရင်အနားမှာရောက်လာတဲ့ဆရာလေးတွေကကျွန်တော်ကိုကြော်ပြီးတခြားလူတွေရှေ့ကိုတွားရကြတော့ကျွန်တော်ကလည်းစိတ်ထဲကကတိကတောက်ဖြစ်သွားခဲ့တယ်။ရှက်လဲရှက်သွားတာမို့လို့ငါပုံကသူတောင်းစားပုံများပေါက်နေလို့လား။အဲ့ဒီလိုတွေးရင်းနဲ့ကိုပြန်ကြည့်လိုက်တော့အရင်ကလိုတာနာဝတ်စားထားတာကိုမြင်လိုက်ရတယ်။အဲ့ဒီအချိန်ကျွန်တော်ဘေးကလူငယ်လေးကဆရာလေးတစ်ပါးကို200ကျပ်စီလောင်းလိုက်တော့ပေးလိုက်တဲ့စုတွေဆိုတာနားနဲ့တော့မဆန့်ဘူးဗျာ။ကိုမြတ်မင်းရှိလားဟာဟုတ်ကဲ့ရှိပါတယ်ခဏနေတော့ဘေးမှာထိုင်နေတဲ့လူငယ်လေးရဲ့နာမည်ကိုကားလက်မှတ်ကောင်တာကနေခေါ်ပြီးစရင်ယူတယ်လူငယ်လေးကထူတော့ထူးသားအထုပ်ဘိုးတွေလည်းအများကြီးမရှိဘဲနဲ့လက်မှတ်ဝယ်တော့နှခုံစာဝယ်နေတယ်လက်မှတ်ကောင်တာကိုတော့သူတယောက်တည်းလွတ်လပ်စီးကျင်ပါတယ်လို့ပြောနေတာကျွန်တော်ကြားလိုက်မိတယ်ကောင်တာနဲ့ကျွန်တော်ထိုင်နေတဲ့နေရာကနည်းနည်းလေးလှမ်းပြီးသူတို့စကားတွေကိုဘာလို့များအသာလေးကြားနေရပါလိမ့်လို့တွေးနေတော့မှာပဲကိုမြတ်မင်းဆိုတဲ့လူငယ်လေးကအနောက်ကိုစက္ကနဲ့လှမ်းကြည့်လိုက်တော့ကျွန်တော်လည်းချက်ချင်းမသိချင်အောင်ဆောင်လိုက်ရတယ်ကျွန်တော်ဝင်ခံပါတယ်စိတ်ထဲမှာတော့တကူလူမိတယ်လို့ခံစားချက်မျိုးတော့ဖြစ်တာပေါ့ဗျာထူးဆန်းတာကလက်မှတ်ဝယ်ပြီးပြုံးရွှင်ပဲကျွန်တော်အနားကိုပြန်လာထိုင်လိုက်တယ်ပြီးတော့လက်ကနာရီကိုတစ်ချက်ကြည့်ပြီးသူ့အိတ်ထဲကနေအယောင်တက်လက်တောင့်နေတဲ့စာအုပ်တအုပ်ကိုထုတ်ယူပြီးအပူဝေမရှိထိုင်ပတ်နေခဲ့တယ်ကျွန်တော်ကလည်းခက်တီတီပဲတောင်ကြီးမြောက်ကြီးလုံနေနေအလုံရှုပ်နေခဲ့တာပေါ့ဗျာကဲအိမ်ပြန်လက်ဆောင်မပိုင်စိတ်ဆိုးခံရမယ့်အတူတူမုံလေးတွေဝယ်သွားလို့ရတယ်နော်ဟုတ်ကဲ့ဈေးလည်းမကြည့်ပါဘူးခင်ဗျာပစ္စည်းမှန်ဈေးမှန်ရောင်းနေတာပါငုံပြုတ်ပူပူလေးတွေငုံပြုတ်ဝယ်သွားကြပါဦးရှင်အမားတို့ကိုတို့ကြီးကောင်းစီရင်အေးဆေးဆေးဖတ်လို့ရမယ်ဆရာကြီးမင်းသိန်ခါရဲ့စာအုပ်တွေရမယ်ဗျာကားမှုတတ်တဲ့သူတွေရှိလားရှိရင်ဒီမှာရှူသေးလာပြီနော်ဝယ်ထားကားပေါ်မှာဘယ်သူမှလိုက်မကြောက်ဘူးဩရှူသေးလားအမပါတယ်နော်ဩတပူးပဲလားဗျချိုးချင်းတော့ရောလားရမယ်ဗျာရမယ်ခရီးသည်တွေရဲ့အနားမှာမဝယ်မချင်းရစ်တီနဲ့လာရောက်နေတဲ့သေးတယ်တွေကိုဘေးကထိုင်နေတဲ့လူငယ်လေးကတ
တစ်ချက်လေးတောင်အဖက်မလုပ်တော့ကျွန်တော်ကလည်းသူကဘလို့လူလေးပါလိမ့်အဲ့ဒီလိုပဲကြံကြံဖန်ဖန်တွေးလိုက်မိတယ်ခဏလဲနေတော့သူဝယ်နေကြဈေးတယ်လို့ယူဆရတဲ့ကောင်လေးတစ်ယောက်ကကုန်းရခုံလေးကိုလဲမာဆွဲပြီးသူ့အနားကိုရောက်လာခဲ့ဆရာကုန်းရကပုံမှန်မဲနော်ကျွန်တော်ယာလိုက်ရမလားအော်မောင်ညိုမင်းလာပြီလားအေးပုံမှန်ပဲပေါ့ကွာဘလို့လဲပြောပါဦးဈေးရောရောင်းကောင်းရဲ့လားကွာဟုတ်ကဲ့မစိုးပါဘူးလို့ပြောရမှာပေါ့ဆရာရဲ့ကျွန်တော်ဘေးကလူငယ်လေးကကိုးတော်တော်ကြိုက်ပုံရတယ်ကိုရတဲ့ကိုလည်းတာเจ้าမာเจ้าအစဉ်ပြေးရလားစတဲ့ဘာညာတွေလည်းမေးလိုက်သေးတယ်ကိုရတဲ့ကလည်းတလေးတစားနဲ့သူ့ဘဝဖြစ်စဉ်ကိုပြန်ဖြေနဲ့နှစ်ယောက်သားဟုတ်နေတော့တာပဲအဲ့ဒီလိုစကားပြောနေရင်နဲ့လူငယ်လေးကလည်းပူရှိန်တကြားလုံးစီးတုပ်မရွေးတုပ်တွေကိုကိုရတဲ့စီကတခါတည်းဝယ်လိုက်တယ်ပြီးတော့မှလက်ဆွဲအိတ်ရဲ့ဘေးထဲမှာထည့်ပြီးသိမ်းတာသူ့လက်နဲ့တတ်ထားတဲ့ကိုရကိုကျွန်တော်စီကမ်းပေးလာခဲ့တယ်အဲ့ဒါကိုမြင်တော့ကိုရတဲ့လေးကကျွန်တော်ကိုခက်ထွေးထွေးစိုက်ကြည့်နေကသူ့ဖောက်တဲ့ကိုနှုတ်ဆက်ပြီးတခြားဂိတ်တွေဘက်ကိုထွက်သွားခဲ့တယ်ကိုမြမင်းကမ်းပေးတဲ့ကိုရကနွယ်ချို92နှစ်စင်းနဲ့ဆိုတော့ကျွန်တော်မှလေစားပြီးသားအရေးကိုတောင်ထွေးမထုံချင်တော့ဘူးချိုနေတာကိုဗျကိုရကိုပြောတာတော့မဟုတ်ဘူးသေးသေးချာချာကြည့်တော့မှကိုလူကလူကြောလေးဖြစ်နေတာဗျသပင်ပုံစံကလည်းမတူမရှိဘေးတစ်စောင်းလေးလှန်ဖိထားတယ်အသားရည်ကလည်းခက်လက်လက်အရက်မောင်းက9ပေ9လက်မလောက်ရုပ်ရည်ကလည်းအသင့်အတင့်မျက်လုံးမျက်ဖန်ကောင်းကောင်းနှကမ်းမွေးဆဆနဲ့ဆိုတော့ရုပ်တရက်ကြည့်လိုက်ရင်ဓာတ်ရှင်မင်းသားတယောက်နဲ့တောင်ခက်စင်စင်တူတယ်လို့ပြောရမယ်ဗျဟယ်လိုကျေးဇူးပြုနားဆင်ပါရှင်ကျမတို့ကားကိုလိုက်ပါစီးနေမဲ့ဧည့်သည်တော်များညနေ6နာရီထိုးပြီဖြစ်လို့ကားကမကြခင်ထွက်ခွာပါတော့မယ်တို့ဖြစ်ပါပြီမိမိတို့ရဲ့ထိုင်ကုန်တွေကိုကြွရောက်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်အဲ့ဒီအတန်ကိုကြားတော့ကျွန်တော်ရဲ့ပျော်နေတဲ့စိတ်လေးတွေချက်ချင်းပျောက်သွားခဲ့တယ်လက်မကောင်တာကအခုထိကျွန်တော်နာမည်ကိုမခေါ်သေးလို့ကားကလည်းထွက်တတ်မှာဆိုတော့ကျွန်တော်လည်းမယောင်မလင်နဲ့ကောင်တာနားကိုသွားကြည့်လိုက်တယ်သွားကြည့်လဲအလကားပါပဲဗျာသူတို့ကတော်တော်ကိုယဉ်ကျေးမှုမရှိတဲ့လူတွေလို့ပြောရမယ်သူတို့လှုပ်ရှားရှိတဲ့အလုပ်တွေကိုလုပ်နေပြီးကျွန်တော်ရက်နေရအောင်တောင်တစ်ချက်ကလေးဂယုမဆိုင်ကြဘူးအဲ့ဒီလိုချင်းမကင်မိလက်မကင်မိဖြစ်နေတော့မှာပဲကိုမြတ်မင်းဆိုတဲ့သူကကားပေါ်ကနေပြန်ဆင်းလာပြီးကျွန်တော်လက်ကိုအတင်းဆွဲခေါ်သွားတာမို့လို့ရက်ကန်ကန်နဲ့ပါသွားခဲ့ရတယ်ထိုင်ကုန်တစ်ခုလုံးဝယ်ထားတဲ့စေတနာရှင်ကြီးနဲ့ပက်ပင်းတို့လို့ကျွန်တော်ကန်ကောင်းသွားခဲ့တယ်ကားပေါ်ရောက်တော့ကြားရသူတိုင်းရင်အေးစေတဲ့ပထန်းခွေဖွင့်တာကိုကျွန်တော်အရင်ဆုံးကြားလိုက်ရတယ်ခရီးသည်တွေကတော့သူ့ခုံတဲ့သူနေရာတကျထိုင်ပြီးမျက်လုံးကိုမိတ်တရားနာသူကနာတကုတ်ကုတ်အလုရှုပ်နေသူကရှုပ်ပေါ့ကိုလူကလည်းသူဝယ်ထားတဲ့ခုံသားကိုရောက်တော့ကျွန်တော်ကိုမှန်တဲ့အနည်းဆုံးခုံကိုရွေးပြီးထိုင်ခိုင်းလိုက်တယ်ကျွန်တော်ကလည်းရှုခင်းတွေကိုကြည့်ရတာသဘောကျမှန်သူသိနေရထင်တယ်ဗျကျွန်တော်ထိုင်ပြီးတော့ကိုမြတ်မင်းကလည်းသူ့အိတ်ကလေးကိုကာမိုနာကလော်ကာထဲကိုထည့်ပြီးဝယ်ထားတဲ့မုန်းတချို့ကိုလည်းရှေ့ကုံရဲ့နောက်ကျောအိတ်လေးထဲကိုထည့်လိုက်တာမြင်လိုက်ရတယ်ကားကလည်းတညာလုံးနှီးပါစီးရမှာဆိုတော့ကားဆရာကထိုင်ကုန်တိုင်းမှာခရီးသည်အတွက်စောင်းနေတဲ့ရေတံဘူးနှစ်ဘူးတခါတော့သွားလိုက်စေသွားလိုက်တန်လေးတွေရှိမရှိတစ်ချက်လိုက်ကြည့်ပေးတာနဲ့ကားကိုစတင်မောင်းနေလိုက်ပါတော့တယ်ကျွန်တော်ပါလာတဲ့ကားလေးကရန်ကုန် highway လမ်းမကြီးကိုတဖြည်းဖြည်းကျော်လာတော့ပတ်ဝန်းကျင်ကမှောင်ရီပြိုးစနေပြီလမ်းမီးတိုင်းတွေကလည်းအစိုးရကောင်းရဲ့ဥဆောင်မှုနဲ့လမ်းဘေးတစ်လျှောက်မှာခက်ခက်ညာညာလင်းထိန်နေတယ်ဟေးမင်းစင်းလာခဲ့သမ်းဘယ်လိုက်သွားမလို့လဲဒါမင်းနေရလေပြန်လာခဲ့စမ်းဟာဘာတွေလဲဟာသူတို့ကဘာတွေလဲငါတို့ကားလောက်ကိုဘာလို့ပြေးလိုက်နေရလဲလမ်းဘေးမြင်ကွင်းတချို့ကိုကားပေါ်ကနေဟိုတွေးဒီတွေးနဲ့ကြည့်နေတော့မယ်ကားလမ်းဘေးကနေပြေးလိုက်လာတဲ့ရုပ်ဆိုးဆိုးလူတော်အုပ်ရဲ့အော်သံတွေကြောင့်ကျွန်တော်လည်းတော်တော်လေးလန့်သွားခဲ့တယ်သူတို့လိုမျိုးပဲနေရာတိုင်းမှာရှိတဲ့ရုပ်ဆိုးကောင်တွေကလည်းလက်ညှိုးတထိုးတို့နဲ့အော်ဟစ်ရင်းပြေးလိုက်လာနေတော့ကျွန်တော်လည်းကြောက်ပြီးဇောကျွေးတွေပါပြန်သွားခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်အဖြစ်ကိုတတိထားမိရဲ့လူငယ်လေးကသူ့လက်လေးကိုအသာယာကာပြပြီးမျက်လုံးကိုမိတ်ထားဖို့တရားကိုလည်းအာယုံပြုတ်ဖို့လက်ဟန်ချေရန်နဲ့အချက်ပြတယ်အံ့ဩသင့်စရာပဲဗျာမျက်လုံးကိုပိတ်ပြီးတရားအာယုံပြုတ်လိုက်တာနဲ့မြင်နေရတဲ့အရာတွေကအမိုက်တွေလေလွင့်သွားသလိုပျောက်ချင်းမလားပျောက်သွားလေရဲ့ဗျာဟဲ့ကောင်ဒါမင်းနေရမဟုတ်ဘူးလိုက်ခေစမ်းငါနဲ့
မိုးကြိုးတန်လိုကျဲလောင်လာတဲ့အမိန်ဘေးတန်ကြီးကနားတဲ့စုခနဲ့တိုးဝင်လာပြီးအတန်လာရာကိုမျက်လုံးဖွင့်ကြည့်လိုက်တော့ကားခေါင်မိုးပေါ်ကနေရှေးဟောင်းအိုစားကြီးနဲ့လူကြီးတယောက်ကမိမ့်မိန်ကြီးရက်နေတာဗျကျွန်တော်လည်းအဲ့ဒီလူကြီးရဲ့မျက်နှာကမန်ထန်နေပြီးတော့ကျွန်တော်ကိုလက်နဲ့ရက်ပြီးလှမ်းခေါ်နေတယ်အတန်ကလည်းရာဇသန်အပြည့်ပါနေတော့ကျွန်တော်မနေနိုင်တော့ဘူးခေါ်တဲ့နောက်ကိုလိုက်သွားမလို့ဟန်ပြင်လိုက်တော့ဘေးကလူငယ်လေးရဲ့လက်ကကျွန်တော်ရဲ့လက်နဲ့ကပ်ပါလာတာကိုမြင်လိုက်ရတယ်တေချာကြည့်ပြီးတော့သူ့ရဲ့လက်နဲ့ကျွန်တော်ရဲ့လက်ကိုဂရီပါကျိုးတစ်ချောင်းနဲ့တွဲချီထားတာဗျတော်တော်စိတ်ဆက်တဲ့လူငယ်လေးလိုပဲစိတ်ထဲကနေချီကျူးရင်းနဲ့ကောက်ခေါင်မိုးပေါ်ကိုပြန်ကြည့်လိုက်တော့စောစောကလူကြီးကိုကျွန်တော်မတွေ့ရတော့ဘူးကားပေါ်ပါခီးတယ်များခင်ဗျာအရှင်သားဆိုရင်မိထီလာကားကွင်းကိုရောက်ပါပြီစီဖြေရင်းနဲ့ရင်လဲခဏရန်နာမှာမို့လို့လူကြီးမင်းတို့အနေနဲ့ထမင်းစားလူပါကနားနိုင်ပါတယ်ကျမရဲ့အတွက်အပေါ်အလေးစွန့်လူပါကစွန့်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကားဆရာရဲ့အတန်ကိုကြားတော့အိပ်ပျော်နေတဲ့ခီးတယ်တချို့ကပြူးပြူးပြဲပြဲနဲ့နိုးလာပြီးကိုစီလက်တို့ကကားရက်တာနဲ့စားတောက်ဆိုင်တန်းတွေဘက်ကိုထွက်သွားခဲ့ကြတယ်ဦးလေးလာဆင်းမယ်ခင်ဗျာလည်းအပြင်ထွက်ချင်နေရမလားခရီးသည်တွေရဲ့လှုပ်ရှားမှုမှန်သမျှတွေကိုလိုက်ကြည့်နေတဲ့အချိန်မှာကိုမြတ်မင်းကအဲ့ဒီလိုပြောလိုက်တော့ကျွန်တော်လည်းလှိုက်ခနဲ့ပျော်မိသွားတယ်နှစ်ယောက်သားအတူတူရှောက်လာရင်ဟင်းနဲ့အညော်နဲ့နေမွေးကြိုင်နေတဲ့ထမင်းဆိုင်တစ်ဆိုင်ထဲကိုရောက်တော့လူငယ်လေးကအတုတ်တပွဲမှာစားပြီးကျွန်တော်ကလည်းဘိုက်မစားဘူးလို့ပြောတော့အကျော်ဆုံးတပွဲကိုမှာပြီးဘေးကနေစောင့်နေခိုင်းတယ်ခရီးစထွက်လာခဲ့တဲ့ကားခဏရက်နာတဲ့အချိန်အထိအဲ့ထဲမှာပါလိုက်တဲ့ပတ်စံကိုထိတောင်မထိရသေးတော့ကျွန်တော်လည်းကိုကျေးဇူးရှင်ကိုအတုတ်ဖိုးလေးတော့ရှင်းပေအောင်ပါလေဆိုပြီးတွေးကငွေစက်ကိုတချို့ကိုထုတ်လိုက်တဲ့အချိန်ညမင်းကကျွန်တော်ကိုမော့ကြည့်လိုက်တယ်ကျွန်တော်ကလည်းအကျော်ပကံနဲ့အတုတ်ပကံတွေကိုလက်ညှိုးထိုးပြပြီးသူ့လက်ထဲကပတ်စံတချို့ထည့်ပေးလိုက်တော့အပြုံးတစ်ပွင့်ကသူ့မျက်နှာပေါ်မှာပေါ်လာခဲ့တယ်ခနဲ့ပြုံးလာလားမချိုပြုံးလာလားတော့ကျွန်တော်မသိကိုပေးတဲ့ပတ်စံကိုဘာမှပြန်မပြောဘဲအိတ်ထောင်နဲ့ထည့်သွားတာကိုပဲကျွန်တော်ကြိတ်ပြောမိတယ်ဟဲ့ကောင်ထဆန်းမင်းဘာကောင်လဲဒီနေရာငါအပိုင်းကွာမင်းအစ်စ်နဲ့မြန်လူကြားနဲ့လာထိုင်နေသေးတယ်သွားထွက်သွားစမ်းမိုးချိုးပြစ်တန်လို့ကျဲလောင်လွန်းလာတဲ့နောက်ထပ်အတန်ကြီးတစ်တန်ကိုကျွန်တော်ပြန်ကြားရတယ်အဲ့ဒီအတန်ကြီးကြောင့်ပဲကျွန်တော်လဲကြောက်လန့်ပြီးအသားတွေပါတဆက်ဆက်တုန်နေခဲ့တယ်အတန်လာရလမ်းကိုဆက်ခနဲ့ကြည့်လိုက်တော့တကူလုံးမဲနှက်ပြီးအရက်10ပြီလောက်ရှိတဲ့လူကြီးတစ်ယောက်ဗျာကျွန်တော်ကိုခါထောက်ရက်ကြည့်နေတာမြင်လိုက်ရတယ်ရုတ်တရက်ဆိုတော့ထမင်းဆိုင်ရှေ့ကအလှမေးအောင်တွေကလည်းအဲ့ဒီလူကြီးရဲ့ကိုလုံးပေါ်ဟတ်ထင်နေပြီးရုပ်ရှင်တွေကငရဲသားကြီးလိုတော့ထင်မိသွားတယ်ခမည်းကဘာလို့လဲကျွန်တော်နဲ့ဘာရန်ညိုးရန်စားရှိလို့လာနောက်ရှက်နေရလဲအောင်မရရဆက်ဆက်ငါ့ကိုမြန်မင်းကမေးရသေးတယ်မှတ်ထားဒီနေရာကြီးမဆောက်ခင်ကလေးကထီလာကန်အမတော်တွေရဲ့အမိတ်နဲ့ဟောဒီမြို့အဝင်နေရာမှာနေလာတဲ့ကွဲမိုင်းကွာဟာဒါနဲ့နေပါအောင်ခမရနေရာကိုကျွန်တော်တို့အပီးလာနေတာမှမဟုတ်တာဗျာကားထွက်သွားရင်မွေးရမြေကိုပြန်มาပဲကိုခမရဥစ္စာ၆တာပဲမင်းလိုမနေ့တနေ့ကမှဒီဘွားရဲ့ရောက်လာတဲ့ကောင်ကငါလိုကွဲမိုင်တယောက်ကိုပမာမခန့်လုံရဲတယ်လားဟာမွေးလိုက်တာခေဘန်းနဲ့မှာလားထီလာကွင်းမိုင်ဆိုတဲ့သူနဲ့သူတခွန်းကိုတခွန်းစကားများနေချိန်မှာခေဘန်းနဲ့မွေးမွေးလေးကကျွန်တော်နှာခေါင်းထဲကိုရောက်လာလို့ကျွန်တော်လည်းဘေးဘီဝဲရကိုလှည့်ကြည့်လိုက်မိတယ်အဲ့ဒီချိန်မှာပဲသပင်အရှိကြီးနဲ့မိန်းကလေးတယောက်ကကွင်းမိုင်ကြီးအနားမှာဖြတ်ကနေပေါ်လာပြီးဟဲ့စူးစူးညံ့ညံ့နဲ့ဘာတွေဖြစ်နေရလဲဦးဖိုးလူဟမ်အမားတော်ယူဘဲကဘလို့မိတ်နေပြီလားဦးဖိုးလူဒီနှစ်ကအမတော်ယူရဲ့တာဝန်ချိန်လေဟာဟုတ်သားပဲအမတော်ယူကြုံမေ့နေတာဘာမှမဟုတ်ပါဘူးဗျာဒီမှာလေလွင့်ကောင်တကောင်ကိုမောင်းထုတ်နေရပါကဲဦးဖိုးလူတို့ကတော့လှုပ်ပြီအလှုပ်လှုပ်ပြီဆိုရင်ရှေ့မကြည့်နောက်မကြည့်နဲ့ငါလှုပ်လိုက်ရနော်လာဒီကိုဟိုမှာကြည့်စမ်းသူ့နောက်ကအတုတ်စားနေတဲ့သူကိုဟမ်သူကဘာကြီးလဲဟဲ့ဘာရမလဲဝိဇ္ဇာဟဲ့ဝိဇ္ဇာကွင်းပိုင်လုံနေပြီးတော့ဒါလေးတောင်မသိဘူးလား
ဗျာဟုတ်သိပါပြီအမတော်တောင်းပန်ပါတယ်ဗျာကျုံနေရက်ကိုလွတ်ပါတော့သဘောပေါက်ရင်သူတို့ကိုထားခဲ့လိုက်တော့သူကအဲ့ဒီလူနဲ့လိုက်လာတာပြောတာကြားတယ်နော်ဒါပဲငါသွားပြီလှပကြော်ရှင်းတဲ့အမျိုးသမီးလေးထွက်သွားတော့ကွင်းမိုင်ကြီးကလည်းကောင်းလေးမင်းနဲ့နောက်ကလူကဘာတော်လဲအတူလားသူကတော့ကျွန်တော်ရဲ့ခရီးသွားပါလေတလန်းလုံးကအနောက်ရှက်တွေကိုလည်းသူပဲကူညီပေးခဲ့တာအော်အဲ့ဒီလိုလားဒါဖြစ်ကွာမင်းဘာမှမပူနဲ့တော့မြို့အထက်ကနေတပတ်တကောင်ကိုရောမြို့အလဲကခေါင်းပြက်ကောင်တွေရောငါပြောထားလိုက်မယ်ဒါနဲ့မင်းကဘဲကိုပြန်ပါလဲကျွန်တော်မကွေးတိုင်းရေစကြိုမြို့ဇာတိဗျအညာသားဆိုပေမဲ့အလောက်ကရန်ကုန်မှာပဲဆိုတော့ရန်ကုန်မှာပဲနေတာများတယ်အခုလဲကိုးဇာတိကိုမရောက်တာကြာလို့ရေစကြိုကိုပြန်ပါဗျအော်အေးငါတို့ကိုအားမကြနိုင်ကောင်လေအတီနောက်မကြခင်တာရုခေါ်လိုက်ကွာဗျာခမရဘာပြောလိုက်တာလဲဟာဟဲ့လူဘယ်ရောက်သွားလဲဦးလေးဘာတွေလိုက်ရှာနေရလဲလာဟိုမှာကားစီယာမိုက်နဲ့អော်နေပြီကားစီပြန်လာတဲ့လမ်းတစ်လျှောက်လုံးကျွန်တော်ငိမ့်ငိမ့်ငိုင်ငိုင်နဲ့လိုက်ပါလာမိတယ်ခါတိုင်းဇာတိမြို့ကိုပြန်ပြီဆိုရင်အသည့်တွေကအိမ်မရောက်မချင်းဖုံးဆက်တဲ့သူကဆက်ရန်ကုန်ထွက်ပစ္စည်းတွေမှာသူကမှာခေရောက်ရင်လဲကျွန်တော်ခီးဆောင်အိတ်ကိုလာကူတဲတဲ့လူကတဲနဲ့အလုတ်ကိုရှုပ်နေတာဗျအခုတော့ကားစီးလာကြတဲ့မြင်နေရတဲ့တရားဝါတွေကလူတွေရဲ့ဂယုမဆိုင်တဲ့ပုံစံတွေဘဝတစ်သက်မမြင်ဘူးတဲ့ပုံကိုယ်တွေဒါတွေအားလုံးကိုအစင်းစင်းတွေးကြည့်လိုက်တော့ကျွန်တော်ကလူသားစင်စင်တယောက်မဟုတ်တော့ဘူးထင်ပါရဲ့တိမ်ဆိုင်တွေလိုပေါ်ပါနေတဲ့ခန္ဓာကိုယ်ရဲ့အရာအလုံးကိုဖောက်ထွင်းမြင်နေတဲ့အမြင်တွေရဲ့ပေါင်းလိုက်ရင်တော့တေချာသလောက်ရှိနေပြီဗျနေပါဦးသူတို့ကဘေးကလူကိုဝိဇ္ဇာလို့ပြောသွားတယ်ဟုတ်ပါရဲ့ဘေးကလူရဲ့ကိုကရွှေရောင်လိုအဖြူရောင်လိုအယောင်တွေမျိုးစုံထွက်နေတာကျွန်တော်အခုမှတတိထားမိတယ်ဗျဒါဆိုကျွန်တော်နဲ့မြတ်မင်းကဘလို့ပတ်သက်နေလို့သူကအဆဆရရကူညီပေးနေရတာလေကျွန်တော်ကတည်သွားပြီလားမဖြစ်နိုင်ဘူးကျွန်တော်အသက်ကငယ်ငယ်လေးပဲရှိသေးတယ်အခုမှ40ကျော်ယုံလေးပဲလေကဲဗျာအတွေးတွေလျှော့တော့ဗျာရောက်လဲရောက်တော့ပဲကိုဘွားကိုတိပြီဆိုရင်လဲဟိုရောက်ရင်ကိုလှုပ်တင်လှုပ်ထိုက်တာကိုလုံတော့ကြားလာဦးလေအတွေးလုံးပြီးတယောက်တည်းငင်းငိုင်နေတော့ကိုမြတ်မင်းရဲ့အတန်ကနားထဲကိုဝင်လာလို့ကျွန်တော်ခေါင်းငယ်ကြည့်လိုက်ပါတယ်သူကအိပ်ပျော်နေတာဗျတရားမှတ်နေတာလဲဖြစ်ချင်ဖြစ်မှာပေါ့ဗျာပြီးတော့သူဘလို့တွေများပြောလိုက်ပါလိမ့်လို့လဲကျွန်တော်တွေးနေမိသေးတယ်လိုက်ပါစီးနေလာတဲ့မိဘပြည်သူများခင်ဗျာမကြောင်မီချိန်တွင်းမှာရေစကြိုမြို့ကိုရောက်ရှိပါတော့မယ်ရွှေဘိုဘက်လိုက်ကြမဲ့ဧည့်သည်တွေကတော့နာယီဝက်လောက်လိုပါသေးတယ်ခင်ဗျာဇာတိမြေရဲ့ကားဂိတ်ကိုရောက်တော့မနက်9နာရီထိုးပြီး10မိနစ်ရှိနေပြီမိုးကလည်းမလင်းကျင်သေးဘူးဗျဒါပေမဲ့ဈေးသည်တွေလက်ဖေးဆိုင်တွေကသူတို့ဝရိယအတိုင်းစတင်လှုပ်ရှားနေကြပြီလေလာကြုံမဲ့သူတွေမရောက်သေးတော့ကိုမြတ်မင်းကအနီးဆုံးလက်ဖေးဆိုင်တစ်ဆိုင်နဲ့ဝင်ပြီးအသင်ရှိနေတဲ့ရေနွေးချမ်းလေးကိုထိုင်တောက်နေတယ်ထုံးစံတိုင်းကျွန်တော်လက်နဲ့သူ့လက်ကိုတွဲချီထားတဲ့ကျိုးကအခုထိဖြေမပေးသေးတော့ကျွန်တော်ကလည်းသူနဲ့အတူတူထိုင်ပြီးစောင့်နေရတာပေါ့ဗျာအမှန်တိုင်းဝင်ခံရရင်အိမ်ပြန်ရောက်တော့မယ်လို့သိလိုက်ကြတဲ့ကကျွန်တော်စိတ်ထဲမှာအယံပျော်နေခဲ့တာဗျမိုးကသာမလင်းသေးတာနေခင်းဘက်လိုအရာတွေကိုရှင်းရှင်းလင်းလင်းမြင်နေရတော့လမ်းမတစ်လျှောက်လုံးကလည်းတလန်းလုံးမြင်နေရတရားဝါတွေကိုလည်းကျွန်တော်မြင်နေရတယ်ကောင်းလေးအဖိုးနဲ့လိုက်မလားမင်းကိုနေစရာပေးမယ်ကိုအတွင်းနဲ့ကိုဘေးဘီကိုလိုက်ကြည့်နေတော့မှရှေ့တဲတဲကနေအတန်ကြားလို့မော့ကြည့်လိုက်တော့ယောဂီဝတ်ဆောင်တဲ့အဖိုးကြီးတဦးတောင်ဝေးကြီးကိုကင်ပြီးရက်နေတာမြင်လိုက်ရတယ်။အိုးမလိုက်ချင်ပါဘူး။အဖိုးကဘာတူလဲ။အဖိုးကမြို့တော်ရှင်မကောင်းလေး။ဗျာ။အဖိုးကကျွန်တော်တို့မြို့ရဲ့မြို့တော်ရှင်လား။ဟုတ်တယ်ကောင်းလေး။အခုလောက်ဆိုမင်းလဲကိုဘွားကိုတီးလောက်ပြီးတင်တယ်။မကြောက်ခင်အိမ်ကလူတွေကလာခေါ်လိုက်မယ်။အဖိုးကြီးပြောနေတော့မှပဲဆိုင်ကယ်နှစ်စီးကလက်ဖက်ရည်ဆိုင်နာကိုကြွခနဲ့လာရက်တယ်။ဆိုင်ကယ်စီးလာတဲ့လူတွေကိုကြည့်တော့ကျွန်တော်ရက်ွက်ထဲကလူငယ်တွေဖြစ်နေတာဗျ။သူတို့ကလက်ဖက်ရည်ဆိုင်ထဲကိုဝင်လာပြီးဝေးဝိုင်းကြည့်တော့မော်မရဲနဲ့ကျွန်တော်တို့ဝိုင်းနာကိုရောက်လာတယ်။ဟိုဒီကဆရာလေးဆရာမြတ်မင်းဆိုတာလားခင်ဗျ။ဟုတ်ပါတယ်။တွားကြတော့မလို့လား
ရှားပါရဲ့ဆရာအေးစီထိုင်တော့ပါအောင်ဗျလက်ဖေးရောတောက်အောင်မလားဆရာကျွန်တော်တို့ပတ်စံရှင်းပေးမှာပါအာနေပါစေဗျာမတောက်တော့ပါဘူးသူတို့ချင်းချင်းစကားတွေပြောနေတော့ကျွန်တော်ကိုများမြင်လေသလားလို့လက်နှစ်ဖက်နဲ့အချိန်ချင်းဝေးရန်ပြနေပေမဲ့ဘယ်သူကမှကျွန်တော်ကိုအဖတ်မလုပ်ကြဘူးမျက်လက်ငယ်လေးဖြစ်သွားတဲ့ကျွန်တော်ကိုကြည့်ပြီးအဖိုးကြီးကပြန်ပြောတယ်စိတ်ကိုငြိမ်ငြိမ်လေးထားစမ်းပါကောင်းလေးဘာမှတွေးမနေနဲ့မင်းဘေးကလူကမကယ်ရင်မင်းလည်းဒီနေရာထိရောက်လာမှာတောင်မဟုတ်ဘူးအဖိုးတွေ့ဘူးသမျှလက်ပြတွေထဲမှာမင်းကအကန့်အကောင်းဆုံးဝိညာဉ်ပဲကဲလိုက်သွားလိုက်တော့ဟုတ်ကဲ့အဖိုးမြို့တော်ရှင်ဖိုးကကျွန်ုပ်ကိုစကားပြောပြီးတာနဲ့တောင်ဝေကြီးတထောက်ထောက်နဲ့တပ်ပင်ကြီးတပင်ရှိအောင်ကိုထွက်သွားတော့ကျွန်တော်လည်းတအံ့တော်နဲ့ကြည်နေမိလိုက်တယ်အဲ့ဒီအချိန်ကိုမြန်မင်းတောက်နေတဲ့ရေနွေးချမ်းကကုံသွားတော့လာကြိုတဲ့ကောင်လေးတွေကလည်းတက်ကြွကြွနဲ့ဦးလေးဦးတင်မောင်ရဲ့လှလဲစွန်းတရားနာချိန်ကလည်းနီးပြီဆိုတော့လေကောင်လေးတွေရဲ့စကားအဆုံးကိုမြန်မင်းကမတ်တက်ထရက်ပြီးဆိုင်ငယ်ပေါ်ကနေလိုက်သွားတော့ကျွန်တော်ကလည်းမြို့တော်ရှင်ဆိုတဲ့အဖိုးကြီးနေတဲ့တပ်ပင်နာကိုလက်ကြည့်ရင်းနဲ့သူတို့ခေါ်ရာနောက်ကိုပါလာခဲ့တယ်လမ်းတစ်လျှောက်လုံးမှာတော့ပြည့်သိမ့်နေတဲ့ဘဝတူတရဝါတွေကသူတို့ကိုပါခေါ်ဖို့လက်တွေလာကမ်းကြတယ်ဒါပေမဲ့ကျွန်တော်အနားမရောက်ခင်မှာပဲအကောင်လုံးကအဝေးကြီးကိုရောက်ကုန်ကြတာတော့တော်တော်ထူးဆန်းနေပြောရမယ်အဲ့ဒါနဲ့ကျွန်တော်လည်းသူတို့ကိုစိတ်မကောင်းစွာနဲ့ပြန်ကြည့်လိုက်ပြီးစီးလာတဲ့ဆိုင်ကယ်လေးကမီးတွေတထိန်ထိန်လင်းနေတဲ့အိမ်တအိမ်ရှိကိုရောက်လာခဲ့တယ်တေချာကြည့်တော့ဒါကကျွန်တော်အိမ်ပဲဗျအိမ်ရှိဆိုင်ကယ်လာရက်တန်ကိုကြားတော့ဟိုကောင်းစားကောင်းတွေဝတ်ထားတဲ့မိန်းမနှစ်ယောက်ကအိမ်ထဲကနေထွက်လာပြီးတော့ဟဲဆရာလေးကတကယ်ကြွလာတယ်တော့ကြွပါဆရာကြွပါအိမ်မော်ကြွပါရှင်မာကြီးခင်လာရေဆရာလေးအတွက်တပါမုံဟင်းအားပြင်လိုက်ဟိအိမ်မော်ရောက်တော့လူတကူစာခင်းထားတဲ့အိယာသေးသေးလေးနဲ့ပန်းအိုးတအိုးကကျွန်တော်ကိုကြိုနေတဲ့အလားမလုံးမချက်ရှိနေတာကိုမြင်လိုက်ရတယ်အဲ့ဒါတွေကိုကျွန်တော်ရက်ကြည့်နေတာမြင်တော့ကိုမြတ်မင်းကကျွန်တော်လက်ကိုတို့ပြီးခံညားလာတဲ့သူ့ရဲ့မျက်ခုံးနှစ်ဖက်ကိုပင့်ပြပါတယ်အဲ့ဒီမှာသွားနေလို့ပြောလိုက်တာပါတိလိုက်ပါပြီလေကျွန်တော်ရဲ့ဓာတ်ပုံရှိမှဖျောင်းနိုင်တဲ့တိုင်းထုံးပေထားပြီးထမင်းနဲ့ဟင်းတွေကိုပကံတစ်ချက်နဲ့တင်ပေးထားတယ်ကျွန်တော်ရဲ့ဇနီးနဲ့သားသမီးတွေကတာဝန်ကျေကြပါတယ်ဗျာတန်ဃာတော်တွေစွန့်ဖုံးပြီးတော့ကိုမြတ်မင်းကကျွန်တော်အနားကိုလာထိုင်ပြီးမိသားစုကိုဘာပြောချင်သေးလဲတယောက်ယောက်ကိုမှားစရာရှိရင်ဝင်ပူးလိုက်လေသူစကားကိုကြားတော့ကျွန်တော်လဲအိမ်သူမက်လာခင်နဲ့သားသမီး၃ယောက်ကိုတလဲစီကြည့်ပြီးတပြင်းတစ်ခုကိုဟင်းကနေချလိုက်မိတယ်သူတို့ကိုဘာမှမပြောချင်တော့ပါဘူးဆရာရဲ့ဒါပေမဲ့ကျွန်တော်အเจ้าကိုစိတ်ဝင်စားမေးတဲ့သူတွေရှိလာရင်သူတို့ကိုစကားလက်ဆောင်ပါခဲ့ပါရစေပြောပါကျွန်တော်ဟာစာရေးဆရာလည်းလုပ်ပါတယ်ဦးလေးเจ้าကိုရင်ပန်းနဲ့ခံစားပြီးပြန်ရေးပေးပါမယ်ဗျဟုတ်ကဲ့ကျွန်တော်မှကျွန်တော်ကလူတွေရဲ့လို့ဖြစ်လာရင်နေဆတူကအလုပ်တွေလုပ်တာလဲလုပ်ပါဘာသာရေးကိုလည်းတတ်နိုင်တယ်လို့လုပ်ကြပါပြီးတော့တက်မလွန်ဆိုတာတကယ်ရှိတယ်လို့ပေတလောကဆိုတာလည်းတကယ်ရှိပါတယ်တေခြင်းတရားကိုအမြဲစင်ကြင်အောင်းမေပြီးတော့မမေ့မရော့မပေါ့ဆပဲတတိတရားလက်ကင်ထားပြီးသက်ဆိုင်ရာဘာသာရဲ့ဂုဏ်တော်တွေကိုပွားကြပါလို့ပြောပေးပါဆရာရဲ့တက်သမျှမတ်သမျှကိုတေချာစဉ်းစားပြီးပြောပြလိုက်တော့ကိုမြတ်မင်းကလည်းကျွန်တော်ကိုပြုံးပြုံးလေးကောင်းငိမ်ပြတယ်အဲ့ဒီအချိန်မှာတန်ဃာတော်ရှင်မြတ်တွေကအိမ်ဟူးခန်းမှာနေရာယူပြီးလူပရိသတ်တွေရဲ့ဂါရဝအပြုမှုတွေကိုခံယူပြီးတရားတော်တွေကိုစတင်ဟောကြားနေပါတယ်လွန်ငယ်သောတလခန့်ကဘဝတကူကိုပြောင်းွယ်သွားလေပြီးတော့ဦးတင်အောင်အားရေစုပြီးဘုရားအမှုရှိသောဆရာတော်တန်ဃာတော်တွေကိုစွန့်ကပ်စေခဲပွဲအစရှိတဲ့လူဝဲဝတ္ထုအဆူဆူတို့ကိုတရားကြည်ပြူလူတန်းမှာကုန်၏ဤကောင်းမှုအဆူဆူတို့ကြောင့်ဦးတင်မောင်သည်လူ၌ဖြစ်သောဥစ္စာစည်းစိမ်နတ်၌ဖြစ်သောဥစ္စာစည်းစိမ်ရရှိခံစားစံစားနိုင်ပါစေအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလိုလိုစီးကြော်လာတဲ့မျက်ရည်ကိုမသိမသာလေးတုပ်ပေးနေတဲ့သားသမီးတွေကိုကြည့်ပြီးပထမအကြိမ်ပြီးတဲ့အမျှကိုကျွန်တော်သာဓုမခေါ်နိုင်ခဲ့ပါဘူးဖခင်ဖြစ်သူရဲ့စီးပွားရေးနဲ့သူတို့လေးတွေရဲ့ဘဝရှိရွေးတွေအစဉ်ပြေပါမလားဆိုတဲ့အတွေးက
ကျွန်တော်ခေါင်းထဲမှာကြီးစိုးနေခဲ့တယ်ဟဲ့ကောင်လာငါနဲ့လိုက်ခဲ့စမ်းကျွန်တော်တာတို့ခေါ်ဖို့ငေးငိုင်နေတော့မှအစွေကြီးအဖွေးသားနဲ့စုပ်ဖွားဖွားကောင်ကြီးတကောင်ဟာအိမ်ရှိကနေလန့်ခေါ်လိုက်တာမို့လို့ကျွန်တော်လည်းတော်တော်လေးကြောက်သွားပြီးရေးစက်ချအမျှဝေတဲ့နေရာစီကိုချက်ချင်းပြန်ပို့လိုက်ရတယ်ကြောက်သွားပါပြီဗျာကျွန်တော်ဘဝကြီးကဒီဘဝဒီမြနဲ့ပဲရှိပါစေတော့တော်တော့ပါပြီလေတန်ရောစင်တွေကိုမေ့ပြီးလွတ်ရကျွတ်ရကိုပဲသွားတာကောင်းပါတယ်အဖကြီးရောက်ရအရက်ကနေအမျှယူပါဗျာအမျှယူတော်မူကြပါကုန်လောတာဒုနောက်ဆုံးအချိန်တာတို့ခေါ်တဲ့အဆုံးမှာတဖြည်းဖြည်းတောက်ပလာတဲ့သူ့ခန္ဓာကိုယ်ကိုပြန်ကြည့်လိုက်ပြီးကျေးဇူးရှင်လူငယ်လေးကိုလှမ်းကြည့်လိုက်ရင်းနဲ့ဦးတင်မောင်တယောက်ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါပြီအားလုံးလည်းပြီးစီးသွားတော့ကိုမြတ်မင်းကမိထီလာကားကွင်းမှာဦးတင်မောင်ပေးခဲ့တဲ့ပတ်စံလေးကိုအိတ်ထဲကနေနှိုက်ကြည့်လိုက်တော့လက်ထဲကပါလာတာငွေဆက်ကူအစားတိရွက်6လေးတွေဖြစ်နေတော့သူလည်းပချိုက်လေးပေါ့ရီမောလိုက်ပြီးလမ်းပေးတနေရာကိုပြစ်ချလိုက်ပါတော့တယ်အဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပေးသက်တဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာနောက်နေ့မှလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုတော့ပေးသက်တွေနဲ့စောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောကြရင်းနဲ့နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာ